ဝင်းပြက်ဝင်းလျှောတွေဖြစ်ပြီးတော့တိတ်ဆုံးတဲ့အဆင့်ထိရောက်နေပြီဆိုတော့တိကျပါလားရှင်ဟုတ်ကဲ့ပါအခုဆိုရင်ရန်ကုန်ပြည်သူ့စေယုံမှာဝင်းပြက်ဝင်းလျှောလူနာတွေ53ယောက်တိရှိပြီးတော့အဲ့ဒီထဲမှာတက်ကြီးရွယ်ဦးတူတိတ်ဆုံးသွားတယ်လို့သတင်းရရှိထားပါတယ်အဲ့ဒီအတွက်ဝင်းပြက်ဝင်းလျှောဖြစ်ရင်ဘယ်လိုကာကွယ်ရမလဲဘယ်လိုကုသရမလဲဆိုတာဒီနေ့ကျွန်မဒေါက်တာတနန်းဆွေရရှင်းပြတော့မှာဖြစ်ပါတယ်ရှင်ဝင်းပြက်ဝင်းလျှောဆိုတာများသောအားဖြင့်ဘက်တီးရီးယားရဲ့ virus ရဲ့ parasite တွေကြောင့်ဖြစ်တဲ့ရောဂါပိုးဖြစ်ပါတယ်ရှင်။များသောအားဖြင့်ကတော့ antibiotic ဆိုတဲ့ပဏိဇီဝပိုးသက်ဆေးတောက်เสียမလို့ပါဘူး။ဘလိုမျိုးအခြေအနေဆိုလို့ရှိရင်အမြင့်ဆုံးဆေးရုံပြေးရမလဲဆိုတာပြောပြသွားပါမယ်။အထူးတစ်ဖြစ်ကလေးငယ်တွေတက်ကြီးရွယ်အိုတွေနဲ့ယောဂအခန့်ရှိတဲ့သူတွေနဲ့ခုခံအားကြရတဲ့ဆေးတွေတောက်နေရတဲ့လူနာတွေမှာဝင်းပြက်ဝင်းလျှောဖြစ်ပြီးတော့ဟက်တူတိုးသွားမယ်ဆိုရင်ဥမာမျက်လုံးတွေကမျက်ကွင်းကြီးတွေခြိုက်လာမယ်ပြီးတော့ပါးစပ်ကနေအဆက်မပြတ်အန်လာမယ်ပြီးရေအရမ်းငတ်မယ်ရေကိုအငမ်းမရတောက်မယ်ပြီးဝင်းသွားလို့ရှိရင်သွေးတွေပါလာမယ်ပြီးလူကမူးလဲပြီးတော့ခေါ်လို့မရတော့ဘူးအမြဲတမ်းအိတ်ငိုက်ပြီးတော့နှိုးရခတ်နေတဲ့လူနာလေးဆိုလို့ရှိရင်အရေးပေါ်ဆေးရုံကိုချက်ချင်းပို့ဆောင်ရမှာဖြစ်ပါတယ်ရှင်ခေါနာပြောတဲ့လက္ခဏာတွေမရှိပေမဲ့တာမန်ပဲဝင်းပြက်ဝင်းလျှောဖြစ်ရင်တော့အိမ်မှာကိုယ့်ဟာကိုယ်ဓာတ်စားရည်လေးတောက်ပြီးတော့အခြေအနေစောင့်ကြည့်လို့ရပါတယ်ရှင်ဘလိုမျိုးဓာတ်စားကောင်းတယ်ဆိုရင်ဥမာဒီလိုမျိုး PPI နဲ့ဒီလိုမျိုးလိမ်မော်ဓာတ်စားပေါ့နော်ဥပမာပြောပြတာဒီလိုမျိုး PPI တစ်ထုပ်ဆိုလို့ရှိရင်ဒီလိုမျိုးရေ1လီတာတဘူးတည်းကိုတစ်ခါတည်းတစ် break ထဲဖြောရမယ်နည်းနည်းချင်းဖြောရင်တောင်းလိုက်နည်းနည်းချင်းဖြောရင်တောင်းလိုက်အဲ့လိုလုပ်လို့မရဘူးเนาะတချို့ဆိုလို့ရှိရင်ဘယ်လောက်ထိလူနာနေနေဘယ်လောက်ထိစိုးလဲဆိုရင်ဓာတ်စားကိုနှစ်ဘူးကောင်တောက်ဆိုတော့ဒီနှစ်ဘူးကုန်ပြီးရောဆိုပြီးနှစ်ထုပ်ကိုပေါင်းပြီးတော့ရေတန့်ဘူးတစ်ဘူးတည်းကိုထည့်ဖြော်ကြတယ်အဲ့လိုမျိုးဖြော်လို့လည်းမရဘူးเนาะဓာတ်စားကတူ့အချိုစားတဲ့တူဒီမှာလည်းစားလေးရေးထားတယ်တစ်ထုပ်ကို1လီတာရေတဘူးအပြည့်ဖြော်ရပါမယ်ဓာတ်စားလေးတေချာလေးဖြော်တေချာလေးတိုက်တေချာလေးဝင်တယ်လူကလည်းဆက်ပြီးဝင်လည်းမလျှောတော့ဘူးစောနာပြောတဲ့အရေးကြီးတဲ့လက္ခဏာတွေလည်းမရှိဘူးဆိုလို့ရှိရင်ကိုယ့်ဟာကိုယ်အိမ်မှာအေးအေးဆေးဆေးလေးပဲနေပြီးတော့အာဟာရပြေဝစွာအနားယူလို့ရပါတယ်နောက်ထပ်တစ်ခုကတော့ဝင်းပြက်ဝင်းလျှောမဖြစ်အောင်ဘာကာကွယ်ရမလဲဆိုရင်တော့လမ်းဘေးရင်နားစာတွေကိုတိတ်ပြီးမစားရပါဘူးပြီးရင်လက်ကိုတေချာဆေးပါထမင်းစားပြီးတိုင်းထမင်းစားမယ်ဆိုရင်လက်ကိုတေချာဆေးပြီးမှပဲအစားအစာတစ်ခုခုကင်တွယ်ရမယ်အဲ့ဒီခုနပြောတဲ့အရေးကြီးတဲ့လူနာတွေဝင်းပြက်ဝင်းလျှောယောဂရှိတဲ့လူနာကိုပြုစုတဲ့အိမ်သားတွေဆိုရင်လည်းသူတို့ကိုပြုစုပြီးတိုင်းလက်ကိုတေချာဆေးရပါမယ်မဟုတ်ရင်တယောက်နဲ့တယောက်ကူးဆက်ပြီးတော့ယောဂအခြေအနေပို့ပြီးတော့ဆိုးဝါးသွားနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်